အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင် brand color ကိုဘယ်လိုရွေးရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ brand color မမှန်ရင်လူကဒီ logo မဖတ်ဖဲနဲ့တောင်မှကိုယ့်ရဲ့ brand ကိုမှတ်မိနိုင်တယ်ပေါ့နော်အနည်းဆက်ဆုံးပြောမယ်ဆိုလို့ရှိရင်တော့မနေ့တုန်းကလည်းပြောခဲ့သလိုပဲ Coca-Cola brand ကိုကြည့်လိုက်တာအနီးပေါ့နော်ဒါ Coca-Cola ဆိုတဲ့ logo တောင်မရှိဘဲနဲ့ဒီ brand ကတော့ဒီ color ကိုအမြဲသုံးတယ်ဆိုတာကိုလူတွေမှတ်မိအောင်ဒီကအနီးဆိုတဲ့ရောက်သုံးပေးသွားပါပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ brand color ကိုလူတွေမှတ်မိအောင်ဘယ်လိုလုပ်မလဲအဲ့တော့ကိုကဒီ brand color ကိုမရွေးခင်မှာကိုယ့်ရဲ့ brand ကိုကိုယ်တိုင်ရှင်းမေးရမယ်ပေါ့နော်ကို brand ကဒါ serious ဖြစ်တာလား friendly ဖြစ်တဲ့ဟာလား luxury ဖြစ်တာလားဆိုတာကိုမေးပြရပါမယ်ဥပမာဒီရွှေဆိုင်နေရဲနာဆိုင်စိန်ဆိုင်နေမှာဆိုလို့ရှိရင်ရွှေရောင်နေအနီရောင်အစိမ်းရောင်တွေသုံးတာတွေ့ရတယ်မြင်ပြီးရင် coffee ဆိုင်နေမှာဆိုလို့ရှိရင်အညိုတို့ cream ရောင်တို့ green တို့အဲ့လိုရောင်တွေသုံးတာတွေ့ရတယ်နောက်တစ်ခုကဒီလူငယ်တွေအများစုသုံးပြတဲ့ဒီ online shop ပေါ့နော် online shopping တမားတွေ main ကလေးဆိုလို့ရှိရင်တော့ဒီ purple တို့ pink တို့သုံးတာများတယ်ယောက်ျားလေးဆိုလို့ရှိရင်တော့ဒီ classic ဖြစ်တဲ့ white တွေဆိုလို့ရှိရင်ဒီ grey တို့ black တို့သုံးတာများတယ်အဲ့တော့ကိုကဒီကိုယ့်ရဲ့ brand ကို brand personality မရှိဘူးဆိုလို့ရှိရင် color မမှန်နိုင်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ရှင်မေးရမှာကိုယ့်ရဲ့ brand ကဘယ်လို brand လဲ luxury လား friendly လားအဲ့လိုမေးဖို့လိုပါမယ်နောက်တစ်ခုကကိုအယောင်းဝယ်လုံးမဲ့ဒီလူတွေကိုစဉ်းစားပါအဓိကတော့ဒီ audience တွေပေါ့နော်ကိုကဘသူ့ကိုတားကတ်ထားပြီးလုပ်မှလဲဆိုတဲ့ဒီ audience ကိုစဉ်းစားပြီးလုပ်ဖို့လိုတယ်အသက်အရွယ်ရဆိုလို့ရှိရင်လူငယ်လားလူကြီးလားဒါမှမဟုတ်ရှင်ကလေးလားအဲ့ lifestyle တွေကိုကစဉ်းစားဖို့လိုပဲဥပမာကလေးပစ္စည်းသုံးတဲ့ brand ကိုရွေးမယ်ဆိုလို့ရှိရင်ဒီ soft color တွေပြီးအပြာနုတို့ဘာလို့အဲ့လိုပစ္စည်းအဲ့လိုအယောင်မျိုးသုံးပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကဒီစေးရုံစေးကန်တွေသုံးမယ်ဆိုလို့ရှိရင်တော့ green တို့ blue တို့ white တို့သုံးများတာတွေ့ရလိမ့်မယ်ပြီးရင်ဒီ fashion brand တွေယောက်ျားလေးသုံးတဲ့ဒီ man fashion device မှာဆိုလို့ရှိရင် white တို့ grey တို့ black တို့အဲ့ color တွေကိုဒါ classic ဖြစ်တဲ့ bike တွေတွားထားတာတွေ့ရလိမ့်မယ်ပေါ့နော်သူတို့ကဒါကကိုသတ်မှတ်ထားတဲ့ဒီ audience ရဲ့အသက်အရွယ်ကိုလိုက်ပြီးသူက lifestyle ကိုထည့်စဉ်းစားရတဲ့ကြောင့်မို့ကိုယ့်ရဲ့ brand ကိုပိုမှတ်မိစေရတယ်ပေါ့နော်နောက်တစ်ခုက color psychology ကိုသုံးပေးဖို့လိုပါမယ်မနေ့တုန်းကလည်းဒီ color psychology နဲ့ပတ်သက်ပြီးတော့ video လေးရှင်းပြထားရှိရပေါ့နော်အဲ့တော့အယောင်တိုင်းမှာအတိတ်ပဲဆိုတာကရှိတယ်အနီရောင်ဆိုလို့ရှိရင်ဒါစိတ်လှုပ်ရှားမှုနဲ့စိတ်တက်ကြွမှုကိုတခါလေအရေးပေါ်ဖြစ်တဲ့နေရာမှာသုံးတယ်အပြာရောင်ဆိုလို့ရှိရင်ယုံကြည်မှုတည်ငြိမ်မှုကိုပြတယ် green ဆိုလို့ရှိရင်ကျန်းမာရေးနဲ့သဘာဝကိုပြတယ် orange ဆိုလို့ရှိရင်ပျော်ရွှင်တဲ့အားတက်စေပြီးအောင်မြင်ခြင်းအရာလို့လည်းပြောလို့ရပါတယ်purple ကတော့ luxury ဖြစ်တယ် creative ဖြစ်တယ် black ကတော့ power ဖြစ်တယ် premium ဆန်တယ်ပေါ့နော် brown ကတော့ယုံကြည်ရတဲ့သဘာဝဆန်တယ်လို့ပြောလို့ရတယ်ဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုက money exchange တွေတို့ finance pay တွေမှာဆိုလို့ရှိရင် green တို့ blue တို့သုံးထားတာတွေ့ရလိမ့်မယ်ဒါကတော့ဒါအယောင်တိုင်းမှာအတိတ်ပဲရှိရဆိုပုံစံမျိုးပေါ့နော် color psychology ကိုဘယ်လိုကြိုးရှိသုံးလဲဆိုတာကိုဒီ color brand color ယူတဲ့ခါမှာဒါအသုံးဝင်တယ်ပေါ့နော်ပြီးရင် beauty salon မှာဆိုလို့ရှိရင် pink တို့ purple တို့အဲ့လိုတွေအောင်ကြီးသုံးပါတယ်လက်ချက်ကကိုက color ကိုရွေးမယ်ဆိုလို့ရှိရင်တော့ဒီ2ရောင်3ရောင်ထပ်ပို့ပြီးတော့မရွေးနဲ့ပေါ့နော် brand color မှာဆိုလို့ရှိရင် primary color နဲ့ secondary color အဓိကအဲ့ဒါနှစ်ခုရှိရင်ရပြီ primary color 1ရောင်နဲ့ secondary color 1ရောင်2ရောင်လောက်ဆိုလို့ရှိရင်ရပြီပေါ့နော်ဥပမာဒီ coffee ဆိုင်ပေါ့နော် coffee ဆိုင်လို့ပြောပြီးဆိုတာဒါ primary color ကိုအညိုရောင်ထားပြီးတော့ secondary color ကို green ဒါမှမဟုတ်ရှင် cream color ထားမှလာရင်အဲ့လိုမျိုး2ရောင်လောက်ဆိုလို့ရှိရင်ရပါပြီonline shop တွေဘာတွေတို့သုံးမယ်ဆိုလို့ရှိရင် main ကလေးတွေဆိုလို့ရှိရင်တော့ပန်းရောင်လေးတွေတို့အပယ်ရောင်လေးတွေတို့သုံးတာကောင်းတယ်အစားလေးဆိုလို့ရှိရင်တော့ဒါ black တို့ white grey အဲ့လိုသုံးတာကောင်းတယ်ပေါ့နော်အရောင်က1ရောင်2ရောင်ထပ်ပို့ပြီးတော့မသုံးပါနဲ့တော့တစ်ခါလေးအဲ့9ရောင်6ရောင်သုံးလိုက်လို့ရှိရင်ကိုကအဲ့ရ brand မဟုတ်တော့ဘဲနဲ့ဒါပွဲစည်းဖြစ်တယ်လို့ဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးရင်တစ်ချက်တွေ့ရတာကဘာလဲဆိုမြန်မာစီးပွားရေးတွေမှာလေlogo ကတရားအောင် poster တရားအောင် page color တရားအောင်ပြီး social media post တွေမှာတရားအောင်အဲ့ဒါတွေဖြစ်နေတာတွေအရင်တွေ့ရတယ်ပေါ့နော်။မှတ်မိဖို့ပို့ပြီးခက်ခဲတယ်ပေါ့နော်။မြင်ရတဲ့ဒီ audience ကိုမျက်စိရှုပ်ထွေးစေတယ်။ပေတဲ့ဝင်လိုက်ပြီဆိုတာနဲ့ဒါသူက brand color မရှိဘူးဆိုပြီးအဲ့လိုမျိုးတချို့လူတွေဆိုရင်ဒါ brand မရှိဘူး brand တွေစောက်တာမရှိဘူးဆိုပြီးထင်သွားရတဲ့သူတွေလည်းအဲ့လိုရှိရပေါ့နော်အဲ့ဒါမျိုး brand color ယူတဲ့ခါမှာဒါအရင်ရေးကြည့်ရပေါ့နော်ကိုကဘယ်လို audience ကိုရေးထားလဲဆိုတာကိုသိထားဖို့လိုမှာပေါ့နော်အဲ့လိုပေတဲ့ဝင်လိုက်တာနဲ့ဒါရောင်စုံကစားဝင်းကြီးလိုဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒါမကောင်းဘူးပေါ့နော်အဲ့ဒါမလို့ကိုက brand color မှန်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ brand ကိုလူတွေကဒါစာမဖတ်ဖက်နဲ့တောင်းလူကိုမမိပဲနဲ့တောင်းလူတွေမှတ်မိနိုင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင် brand color ကိုဘယ်လိုရွေးရမလဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့เนาะနောက်ဗီဒီယိုမှာ color pattern ကိုဘယ်လိုရွေးရမလဲဆိုတာကိုဆက်လက်ပြီးတော့ပြပြပေးသွားပါမယ်